မျက်လုံးအောက်ကအရေးကြောင်းနေတက်တာဖို့မေးထားတဲ့ညီမလေးတွေအတွက်ဒီနေ့တော့ဗီဒီယိုလေးလုပ်ပေးပါပြီနော်။ဒီကလေးမှာအလုပ်ရှုပ်နေတဲ့အတွက်ဗီဒီယိုချက်ချင်းမလုပ်ပေးနိုင်တာကိုပြန်လုပ်ပေးပါလို့အဲ့တော့ကိုကခရီးဆိုင်မယ်ဆိုလို့ရှိရင်မြန်တက်တာဖို့ဆိုရင်အချက်5ချက်နဲ့ခရီးဆိုင်လို့ရပါတယ်။ပထမအဆုံးကဘာလဲဆိုတော့မွိုင်ချာပါမွိုင်ချာကိုမနေ့ကညရောဖြည့်ပေးဖို့လိုအပ်ပါတယ်။မွိုင်ချာကကြတော့ညပိုင်းကကြတော့ဒီအသားယူဘယ်လိုပြောမလဲသူကပြုပြင်မှုတော့မွိုင်ချာလေးကိုလောက်ရတာပေါ့နော်မနက်ပိုင်းကကြတော့ဒီနေတန်းလေးတန်းဒီကာဘာဖြစ်ဖို့အတွက်ကိုမွိုင်ချာလေးကိုတေချာလေးဖြည့်ပေးဖို့လိုအပ်ပါတယ်အစိုးတက်ဖြည့်ဖို့ပေါ့နော်မနက်ပိုင်းမှာလည်းစိုးတက်ဖြည့်ဖို့ရည်ကြီးပါတယ်နံပါတ်2ကတော့ sun cream မှာ sun cream လိမ့်တဲ့အခါမှာဆိုလို့ရှိရင်ဒီမျက်လုံးအောက်ကလေးတွေကိုပါမကြမ်းအောင်တေချာလိမ့်မှုလိုပါတယ်အဲ့တော့ sun cream လေးကိုတေချာလိမ့်မယ်ပြီးရင် sun cream လိမ့်ပြီးတဲ့အခါမှာကိုကချက်ချင်းတခြားဟာကိုထပ်လိမ့်လိုက်တာအထက်ဒီ1 minute လောက်ကလေးစောင့်ပြီးတော့မှကိုကတခြားဟာကိုလိမ့်မယ်ဆိုလို့ရှိရင်ဒီ sun cream ရဲ့အာနိသင်ကိုအပြည့်အဝပို့ပြီးတော့ရပါလိမ့်မယ်တကယ်လို့များကိုကအလှရှုပ်သက်တာခြင်းနဲ့ဆိုရင်မမို့သုံးနေတဲ့ sun cream လိုမျိုးဒီအဆိုဓာတ်ပါတယ် moisture ပါတယ်ဒီ sun cream မျိုးလေးကိုသုံးပါလို့ခြင်းနဲ့ဆိုလို့ရှိရင်ဘူးနဲ့ငယ်တော့ရှိပါသေးတယ်အများကြီးတော့မရှိတော့ဘူးเนาะအဲ့တော့အဲ့လိုမျိုးလေးလုပ်ပါပြီးလို့ရှိရင်နောက်တစ်ခုကဘာလုပ်ရမှာလဲဆိုတော့နေအောင်ကိုထိုင်ရိုက်မထိအောင်လို့ဂရုစိုက်တာအကောင်းဆုံးပါပဲဖြစ်နိုင်မယ်ကိုကမျက်မှန်တက်တာလဲဝါသနာပါမယ်ဆိုလို့ရှိရင်เนาะနေကမျက်မှန်လေးတွေကိုသုံးပါမဟုတ်ဘူးဆိုလို့ရှိရင်နေအောင်နဲ့ထိုင်ရိုက်မထိအောင်လို့ဂရုစိုက်ပေးပါပေါ့เนาะအဲ့ဒါပြီးလို့ရှိရင်နံပါတ်4ချက်ကတော့ face yoga လေးလုပ်ပါ face yoga လေးလုပ်မယ်ဆိုလို့ရှိရင်ဒီမျက်လုံးအောက်မှာမျက်လုံးအောက်ရေးကြောင်းနေတက်တာဖို့အတွက်ကိုမမှုရဲ့ SNM မှာတင်ပေးထားပါတယ်အဲ့တော့အကောင့်ထဲမှာရှာကြည့်လို့ရပါတယ်เนาะညီမလေးတို့အဲ့တော့ဒါပေမဲ့ face yoga လုပ်တယ်ဆိုမှမို့သိရမယ့်ຢာလေးတစ်ခုရှိတယ်ပေါ့နော်ဥပမာကိုယ့်ရဲ့အရေးကြောင်းကနည်းနည်းငယ်အနည်းငယ်ပဲရှိတာလားဒါမှမဟုတ် normal လားဒါမှမဟုတ်လို့ရှိရင်ဒီအရေးကြောင်းကအရန်ထင်းနေတာလားပေါ့နော်အဲ့ဒီပေါ်မှာမူတည်တယ်ပြီးရင်အစိုးဓာတ်ကိုကိုကဖြည့်လားမဖြည့်ဘူးလားအစိုးဓာတ်ကိုပေါ့နော်ပုံမှန်လုပ်လားမလုပ်ဘူးလားပေါ့နော်အဲ့ဒါပေါ်မှာမူတည်တယ်ပြီးဆိုလို့ရှိရင်ကိုကပြီးတော့ဒီ face yoga လေးကိုလုပ်တယ်ဆိုလို့ရှိရင်တစ်ခါတလေမှလုပ်တာလားကိုကပုံမှန်လုပ်တဲ့လူလားအဲ့ဒီပေါ်မှာကိုရဲ့ဂရုစိုက်မှုပေါ်မှာမူတည်ပြီးတော့ဒီအရေးကြောင်းတွေတက်တာဖို့ဆိုတာကအများကြီးမူတည်ပါတယ်အဲ့တော့ကိုရဲ့အရေးကြောင်းလည်းနည်းမယ်ပြီးရင်အစိုးဓာတ်ကိုလည်းကိုကမနဲ့ကောညာအောင်လည်းဖြည့်မယ်ပြီးလို့ရှိရင်ဒီ face yoga လေးလည်းတနေ့15မိနစ်လောက်လေးပုံမှန်လုပ်မယ်ဆိုရင်เนาะ result ကမြန်သိတာမယ်လာပိုင်းအတွင်းမှာသိတာမယ်ပေါ့เนาะအဲ့လိုမျိုးလေးရှိတယ်နောက်တစ်ချက်ကကြတော့ဘာသုံးရမှာလဲဆိုတော့ eye cream လေးကိုပါသုံးပေးပါ face yoga နဲ့ကိုက skin care နဲ့နှစ်ခုပေါင်းလို့ရှိရင်เนาะ result ကပိုပြီးမြန်ပါတယ်ညီမလေးဒါကတော့လုံးဝကိုထုံးစံပါတကယ်လို့ကိုက face yoga ပဲတစ်ခုပဲလုပ်မယ်ဆိုရင်เนาะနည်းနည်းကြာပါလိမ့်မယ်ဒါကတော့ကိုယ့်ရဲ့အဲ့တော့ရွေးချယ်မှုပါကိုယ့်ရဲ့အဆင်ပြေသလိုမျိုးလုပ်လို့ရပါတယ်ဒါဆိုရင်မမို့ပြောတာလေးကိုလည်းနားလည်မယ်လို့ထင်ပါတယ်တကယ်လို့သိချင်တာလေးတွေရှိရင်လည်း comment အောက်မှာမေးခဲ့လို့ရပါတယ်เนาะဗီဒီယိုလေးကိုဆုံးထိကြည့်ပြီးလို့ကျေးဇူးတင်ပါတယ်တာယာသောနေ့လေးဖြစ်ပါစေเนาะနောက်ဗီဒီယိုမှာပြန်ဆုံမယ်တတာ